တချို့သူတွေကနွားနိုဒင်းချင်း cheese အစရှိတဲ့နှုတ်နယ်နှုတ်ထွက်ပစ္စည်းတွေကိုစားပြီးရင်လေထိုးလေအောင်တာဘိုင်းနာပြီးအော့အန်တာဝမ်းမြောက်ဝမ်းလျှော်ဖြစ်တာဘာလို့လဲဒီနေ့မှာတော့ lactose intolerance လို့ခေါ်တဲ့နှုတ်နယ်နှုတ်ထွက်ပစ္စည်းတွေနဲ့မတည့်တဲ့ယောဂတစ်မျိုးအကြောင်းပြောပြပေးသွားပါမယ်နှုတ်နယ်နှုတ်ထွက်ပစ္စည်းတွေမှာ lactose လို့ခေါ်တဲ့တကြားတဲ့တစ်မျိုးပါဝင်ပါတယ်အဲ့ဒီ lactose တကြားကိုဥသိမ်ဥပိုင်းမှာစာချိဖြတ်ဖို့အတွက်ခန္ဓာကိုယ်က lactase ဆိုတဲ့ enzyme တစ်မျိုးကိုထုတ်ပေးပါတယ်lactase enzyme ကိုခန္ဓာကိုယ်ကနေလုံးလုံးမထုတ်လုပ်ပြီးနိုင်တဲ့အတွက်အစာမချေဖြတ်နိုင်တော့ဘဲလေထိုးလေအောင်တာဘိုက်နာတာအော့အန်တာနဲ့ဝမ်းလျှောတာအစရှိတဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်အသက်ကြီးပိုင်းတွေဦးလန်းကြောင်းစနစ်မဖွံ့ဖြိုးသေးတဲ့ကလေးငယ်တွေနဲ့ lactose intolerance မျိုးရိုးရှိတဲ့လူတွေမှာပိုပြီးတွေ့ရတတ်ပြီးတော့ဒီဝေဒနာဟာကမ္ဘာတစ်ဝန်းမှာရှိတဲ့လူဦးရေ60%လုံးခံစားနေရတဲ့ဝေဒနာဖြစ်ပြီးကျမတို့ရဲ့အရှိတောင်အာရှနဲ့အရှေ့အာရှမှာပိုပြီးတွေ့ရတတ်ပါတယ်ဘလို့အစားအစာတွေကိုရှောင်ရမလဲမိမိမှာ lactose intolerance ရှိတယ်လို့ခန်းစားမိတယ်ဆိုရင်တော့နှုတ်ပြီးနှုတ်ထွက်ပစ္စည်းများဖြစ်တဲ့ဒင်းချင်း cheese ရေခဲမုန်ထောပတ် cream တို့အပြင်နှုတ်နဲ့ပြုလုပ်ထားတဲ့ protein မုန့်တွေကိုပါရှောင်ရှားသင့်ပါတယ်ဘလို့အစားအစာတွေကိုအစားထိုးပြီးစားနိုင်မလဲအော်မွန်နိုပဲနိုအုတ်နိုတို့ကိုနွားနို့အစားထိုးအနေနဲ့တောက်နိုင်ပြီးတော့စူပါမားကတ်ပင်စည်းတွေမှာ lactose free လို့တစ်စိတ်ကတ်ထားတဲ့နှုတ်နယ်နှုတ်ထွက်ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူစားသုံးနိုင်ပါတယ်အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် food classroom page လေးကို like and follow လုပ်ထားကြအောင်နော်